အားလုံးပဲမင်္ဂလာပါထောက်တူတော်ရောကနေပြန်လည်ကြိုးဆိုပါရယ် WrestleMania 42 Night 2ကတော့ပြီးသွားခဲ့ပါပြီဒီဗီဒီယိုမှာ recap အနေနဲ့ပြန်ပြောပြသွားပါမယ်တခုတတိပေးချင်တာက WrestleMania Full Event ကိုမကြည့်ရသေးဘူးဆိုရင်အရင်သွားကြည့်ပြီးမှဒီဗီဒီယိုပြန်ကြည့်စေချင်ပါတယ် spoiler မိမှာဆိုလို့ပါတကယ်လို့ကြည့်ဖို့ကြည်စင်မရှိဘူးဆိုရင်လည်းဒီဗီဒီယိုမှာဘာဖြစ်ပျက်ခဲ့လဲဆိုတာ recap တင်ဆက်ပေးသွားပါမယ်ပထမဆုံးပွဲကတော့ Brock Lesnar vs Over Family ပါပွဲက Brock Lesnar ရဲ့ပွဲတွေရဲ့ထုံးစံအတိုင်းအပြန်အလှန် Brock ခဲ့ရလဲမဟုတ်ပဲအေးဆက်ဆက်နဲ့ပဲစတင်ခဲ့ပါတယ် Brock က surplus 3ခါနဲ့ F5 တစ်ခါကျွေးခဲ့ပေမဲ့ Over Family ကချက်ချင်းပြန်ထလာပြီးတော့ choke slam တစ်ခါနဲ့သူ့ရဲ့ power bomb fall from grace နဲ့ပဲအနိုင်ယူသွားခဲ့ပါတယ်ပွဲပြီးမှာတော့ Brock ကငိုကြွေးနေခဲ့ပြီးတော့သူ့ရဲ့လက်အိတ်တွေဖက်နှက်တွေကိုချုပ်ခဲ့ပြီးအနားယူတော့မှာဖြစ်ကြောင်းပြသခဲ့ပါတယ်ခရီးယာတစ်လျှောက်လုံးလူချမ်းကြီးလုပ်ခဲ့တဲ့ Brock ဟာသူ့ရဲ့ character ကို broke ပြီးပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်။ Rolex Aggression Era ရဲ့ hero တစ်ယောက်ထပ်မံအနားယူသွားခဲ့ပါပြီ။နောက်တစ်ပွဲကတော့ Intercontinental Ladder Match ပါ။ကျွန်တော်မျှော်လင့်ထားသလိုပဲ High Flyer 4ယောက် ladder တွေကြားမှာအကွက်တွေပြခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီပွဲမှာ Lucha Libre 3ယောက်နဲ့ High Flying Scale ရှင်ကစားခဲ့တဲ့ Javon Evans ကို shout out လုပ်ရမှာပါ။ Javon Evans ကတကယ်ကို race ယူပြီးကစားတတ်တဲ့ Rising Star တစ်ယောက်လို့ပြောလို့ရပါတယ်။ Kofi Kingston ရဲ့ Pride Time ကိုပြန်မြင်နေရတယ်လို့ပါပဲ Kofi Kingston လက်သစ်လို့တော့တင်စားလို့ရပါတယ်တကယ်ကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲပါ High Flyer တွေကြားမှာ Powerhouse တစ်ယောက်ဖြစ်တဲ့ Rusev ကြောင့်လည်းပွဲကိုပို့ပြီးတော့အသက်ဝင်စေခဲ့ပါတယ် JD Madonna ကတော့ကျန်တဲ့သူတွေရဲ့ move တွေကို selling လုပ်ဖို့အတွက်တသက်ထည့်ထားလို့ပါပဲ Dragon Lee က Ladder ပေါ်တက်ပြီး title ကိုရလို့နီးအချိန်ချင်းဖြစ်ခဲ့ပါတယ်နောက်ဆုံး Penta ကပဲ retain လုပ်သွားနိုင်ခဲ့ပါတယ်နောက်တစ်ပွဲကတော့ Sami Zayn နဲ့ Trick William တို့ရဲ့ US Title Match ပါဒီပွဲကတော့ဘာမှသိပြောစရာမရှိပါဘူးတမန်ရိုးချပွဲတစ်ပွဲပါပဲ Trick William က US Champion အသစ်ဖြစ်လာခဲ့ပါတယ်နောက်တစ်ပွဲကတော့ Dominic Mysterio နဲ့ The Demon Finn Balor တို့ရဲ့ Street Fight ပွဲစဉ်ဖြစ်ပါတယ် Finn Balor ရဲ့ Demon Character ကိုမမြင်ရကြလို့လာတော့မသိဘူး Finn Balor တရုပ်ဆောင်တာကအရင် Demon Character တွေနဲ့မတူပဲ Zombie ကြီးနဲ့ပူတူနေပါတယ်ဒီပွဲမှာတော့ Judgment Day ရဲ့ဝင်ရောက်နှောက်ယှက်မှုတွေမရှိခဲ့ပါဘူးဒီမို Finn Balor ကပဲလွယ်လွယ်ကူကူနဲ့အနိုင်ယူသွားခဲ့ပါတယ်နောက်တစ်ပွဲကတော့ Rhea Ripley vs Jade Cargill တို့ရဲ့ Women Title Match ပါအစပိုင်းမှာတော့ Jade Cargill ကသူ့ရဲ့အပေါင်းပါတွေရဲ့အကူအညီနဲ့ advantage တော်တော်ရယူနိုင်ခဲ့ပါတယ် Io Sky ရောက်လာပြီးမှာတော့ Jade Cargill ရဲ့အပေါင်းပါ2ယောက်လုံးကို Monster နဲ့အမောက်သိပ်ပေးနိုင်ခဲ့ပါတယ် Rhea Ripley က New Women Champion ဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်အားလုံးစောင့်မျှော်နေတဲ့ Zebro 2ယောက်ရဲ့ Main Event ပွဲပါMain Event ဖြစ်တဲ့အလျောက် WrestleMania နှစ်ညလုံးရဲ့အကောင်းဆုံးပွဲလို့ပြောလို့ရပါတယ်။ပွဲရဲ့ဇက်ချိန်ကိုတဖြည်းဖြည်းမြင့်တက်လာအောင်လုပ်တာလည်းတကယ်ကိုကောင်းပါတယ်။ပွဲစမှာတော့နှစ်ယောက်လုံးကအပြန်အလှန်အားပြိုင်နေကြပေမဲ့ mid point လောက်ကစပြီး CM Punk က turn back ကမှာခြေချိတ်မိနေရနေ Roman Reigns ကပွဲကိုစပြီးတော့ dominate လုပ်ပါတယ်။ CM Punk ကလည်းသူတို့ကြားကနေအကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။နှစ်ယောက်လုံး signature move တွေရော submission move တွေပါအပြန်အလှန်ဖလှယ်ကစားပြီးတကယ်ကိုကြည့်လို့ကောင်းခဲ့ပါတယ်။ CM Punk က Roman ကို low blow နဲ့ GTS baby pinfall ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ပြီး Roman ကို announce table ပေါ်တင်ပြီး elbow နဲ့ခုန်ချပြီးပွဲကိုပြောင်းပြန်လည်ကစားနိုင်ခဲ့ပါတယ်။နှစ်ယောက်လုံးကြီးကိုကြီးကန်ကစားခဲ့ကြပြီးတော့ ODC ကပဲအားလုံးမျှော်လင့်ထားတဲ့အတိုင်း New World Heavyweight Champion ဖြစ်လာခဲ့ပါတယ်။ ODC ရဲ့ခေတ်တစ်ခုပြန်စပြီလို့ပြောလို့ရပါတယ်။ဒီ WrestleMania 42ကို rating ပေးရမယ်ဆိုရင်တော့7 out of 10ပေးပါတယ်။ဘာလို့လဲဆိုတော့ပထမအချက်က commercial တွေရမ်းများပါတယ်။ live ကြည့်နေရင်လည်းကို commercial break တွေခဏခဏပါပဲ။ replay ပြတာတွေ highlight ပြတာတွေကအစကြော်ညာတွေပါပါတယ်။ ring ရဲ့ mat ပေါ်မှာလည်းကြော်ညာတွေပြည့်ကျက်နေအောင်ထည့်ထားပါတယ်။နောက်တစ်ခုကပွဲတွေကအရန်တူပါတယ်။ကြည့်ရင်ဇက်ရှိတ်တက်လာရလို့မခံစားရပါဘူး။ E66 နဲ့ပဲပြီးသွားတာများပါတယ်။နောက်ဆုံး main event တပွဲပဲပွဲအစားပွဲလေ climax ပွဲဆုံးဆိုပြီးတော့တေချာပေးရဖြစ်ခဲ့ပါတယ်။ Ladder Match ဆိုရင်လည်းကျွန်တော်ငယ်ငယ်ကကြည့်ခဲ့တဲ့ Ladder Match တွေနဲ့ရှိရင်တော်တော်ကိုအားနည်းပါတယ်။ဇက်ချိန်လည်းမတက်ပဲတူချကိုချနဲ့ပဲပန်တာကြီးကောက်နိုင်သွားပါတယ်။နောက်တစ်ခုကမနေ့က Ascension Match နဲ့ဒီနေ့ Street Fight ပွဲစဉ်မှာလက်နက်တွေနဲ့ချရင်ပွဲချမ်းမယ်ဆိုတဲ့တချိန်က WWE ကတင်ပြီးခဲ့ logic တစ်ခုကဒီဘက်ခေတ်ပွဲတွေမှာတော့အဲ့ဒီခံစားချက်မျိုးမရတော့ပါဘူး။လက်နက်ကိုသုံးလို့ရတယ်ဆိုရင်သုံးသွားတဲ့ပုံစံမျိုးပဲတွေ့ရပါတယ်။ဒါကတော့ WrestleMania 42 Night 2ရဲ့ recap ဖြစ်ပါတယ်။ WrestleMania 42ပြီးသွားခဲ့ပါပြီ။နောက်ထပ်သမိုင်းကြောင်းဗီဒီယိုနဲ့ပြန်တွေ့ပါမယ်။ channel ကိုလည်း subscribe လုပ်ထားပေးကြပါဦး။ကြည့်ရှုသူအားလုံးကျေးဇူးတင်ပါတယ်။